ရှေ့ခေတ်ကနတ်တော်ဝါတကောင်ဟာအစားလွန်ကြီးလို့အကြီးကဲကလူလောကကိုပြစ်ချလိုက်တယ်မထင်မှတ်ပဲကိုလေးချိန်10ပေါင်ရှိတဲ့မင်းသမီးလေးဖြစ်မွေးဖွားလာတယ်9နှစ်အရွယ်မှာအသားစားခြင်းလုံးလို့နန်းတွင်မီးဖို့ချောင်းကဝက်ကလေးကိုနန်းတော်တဝက်ကျော်လောက်ပြေးလိုက်တယ်6နှစ်အရွယ်မှာပြည်တော်ကာကွယ်ရေးကျေးအိုးကြီးကိုခြေနဲ့ကန်လိုက်တာကွဲသွားတယ်မင်းကလေးဟာအရွယ်ရောက်ဖို့ခက်ခက်ခဲခဲစောင့်ခဲ့ရတယ်ဒါပေမဲ့အရွယ်ရောက်ပွဲမှာနှစ်ချိန်မိတာနဲ့နမ်းမကြီးကိုဒေါသထွက်စေတယ်မင်းကလေးကကိုအထင်သေးခံရတာကိုမြင်တော့လှည့်ပြီးမင်းသားဆောင်ကိုပြန်သွားကအေးမုံကိုကိုက်စားတယ်ရုတ်တရက်ရုပ်ဆိုးတဲ့ရှုပ်ပိနမ်းမထွက်လာတယ်သူမကိုမွေးစားခြင်းလေလို့ပြောတယ်ဒီစကားကိုပြောပြီးတာနဲ့ရှိနေတဲ့နမ်းမတွေတယောက်ပြီးတယောက်ထောင်ပြောင်ပြီးပြောကြတယ်ရှုပ်ပိနမ်းမရဲ့နန်းဆောင်ဟာနောက်ထပ်他脸上的根本不是病，是被人下了诅咒。你们这些愚蠢的凡人，给我等着！娘，放心，本神兽带你起飞。什么？ဒီလိုတွေးနေတော့မင်းကလေးရဲ့ဘိုက်ကအော်လာတယ်သူမကရှုပ်ပိနမ်းမကိုဆွဲပြီးနန်းဆောင်ကိုပြန်သွားကအစားရှာတယ်ဒါပေမဲ့မင်းကလေးတကားဝင်လိုက်တာနဲ့နှလုံးတွေရုတ်တရက်လင်းလက်သွားတယ်ဘယ်သူမှမထင်နိုင်ဘူးဒီလိုရွေးနေတဲ့ခြံဝင်းထဲမှာနတ်သမီးလေးတွေရှိနေတယ်ဘာပဲဖြစ်ဖြစ်ဒီနတ်သမီးလေးတွေဟာနတ်တော်ဝါအတွက်အားစေးကြီးတွေပဲဒါနဲ့ထိုးနေညမှာမင်းကလေးကမှောင်မိုက်တာကိုအခွင့်ကောင်းယူပြီးခြံဝင်းထဲကိုတိတ်တဆိတ်သွားတယ်နတ်သမီးလေးတွေကသူမကိုမြင်တော့ထိတ်လန့်血宵时间到！站住！谁跑得慢，谁是今晚的夜宵。ဘိုက်ပြပြီးအပြည့်သွားတဲ့နောက်မင်းကလေးကပြန်လဲလူပုံစံပြောင်းသွားတယ်မော်ပညာသုံးပြီးပျက်စီးနေတဲ့နေရန်ကိုပြုပြင်တယ်ပေါင်းပင်တွေရှင်းလိုက်တယ်အစားထိုးပန်းတွေအပြည့်ဆိုင်တယ်နောက်နေ့မနက်ရှုပ်ပင်နမ်းမှနိုးလာတာနဲ့ခြံဝင်းပြည့်ပန်းတွေကိုမြင်လိုက်ရတယ်အလွန်ဝမ်းသာပြီးမင်းကလေးကိုဘာဖြစ်တာလဲလို့မေးတယ်မင်းကလေးကသူမကိုကြောက်လန့်သွားမှစိုးရိမ်တယ်ဒါကြောင့်နတ်ဖျားကသူတို့ကိုတနာလို့ပါလို့ပြောတယ်ဒီကောင်းမှုကိုချီးမြှင့်တာပါပြောပြီးတာနဲ့ဘာမှမဖြစ်တယ်လို့ခန္ဓာကိုယ်ကိုဆန့်ထုတ်တယ်ဒါပေမဲ့မတော်တဆအဝတ်ကိုဆွဲဆန့်လိုက်တာပြဲသွားတယ်မိမရှိတဲ့နန်းတွင်းအစီကံနှစ်ယောက်ကမင်းကလေးကိုဝါတယ်လို့ပြောင်ပြောင်တင်းတင်းထောင်ပြောင်တယ်ရှုပ်ပင်နမ်းမှကြတော့မျက်မှောင်ကျုပ်ပြီးပြောတယ်မင်းသမီးကကိုခန္ဓာကြီးထွားနေတော့မယ်ဘသူမဆိုထပ်ပြီးပါစက်ဖွင့်ရဲရင်ထောင်ထဲထည့်မယ်လို့ကြွေးကြော်တယ်အပြိုတော်တွေထိတ်လန့်ပြီး小九，你是公主，是千金之躯，以前怎样我管不着，但以后有娘在，有我在，绝不会再让别人欺负你。娘，你真好。这根本不是病，是被人下了诅咒。မင်းကလေးကမရှက်မကြောက်ပြောတယ်ရှုပ်ပိတ်ကိုဘလို့မျက်နှာပြတ်သွားလဲချက်ချင်းမေးတယ်ရှုပ်ပိတ်ကြတော့ခေါင်းကုန်ပြီးတပြင်းချတယ်သူမကမူလကလီဘူဝင်ကြီးရဲ့တမီးဖြစ်တာကိုပြန်သတိရတယ်အစင်းလာပါတာကနန်းတွင်းမှာထူးချွန်တယ်ဒါပေမဲ့နန်းတော်ထဲဝင်တာကြမကြဘူးပြင်းထန်တဲ့ယောဂတစ်ခုဖြစ်သွားတယ်မျက်နှာပေါ်မှာဒီအဆက်ပြောက်တွေပေါက်လာတယ်မင်းကလေးကြတော့အရန်စိတ်မကောင်းဖြစ်တယ်ချက်ချင်းသူမရဲ့မျက်နှာကိုကုသပေးမယ်လို့အာမခံတယ်ရှုပ်ပိတ်ကြတော့စိတ်လှုပ်ရှားပေမဲ့ကလေးစကားကိုမယုံကြည်ဘူးတနာရီခန့်ကြာတော့မထင်မှတ်ပဲမင်းကလေးကရေနဲ့ရောင်တဲ့အိမ်တုံကိုယူလာတယ်ဒါနဲ့မျက်နှာဆေးရင်မူလအစင်းလာပြန်မယ်လို့ပြောတယ်ဘာလို့လဲဆိုတော့အထဲမှာတန်ဖိုးကြီးတဲ့ဆေးပင်တွေအများကြီးထည့်ထားတဲ့အပြင်နတ်သားရဲ့သွေးတစ်စက်ကိုလည်းထည့်ထားတယ်ရှုပ်ပိတ်ကမင်းကလေးရဲ့စေတနာကိုညှင်းဖို့စိတ်မရှိဘူးဒါကြောင့်လက်တော့ကိုဝါကိုအရေးထဲနစ်ပြီးမျက်နှာပေါ်ညင်သားစွာတုပ်တယ်ရလက်အနေနဲ့မျက်နှာပေါ်ကအဆက်တွေတကယ်ပြောက်သွားတယ်အသားရည်လည်းဥခွန်ခွာထားတဲ့ကြက်ဥလိုချုံးမလာတယ်ရှုပ်ပိတ်ဝမ်းသာလုံးလို့မျက်ရည်ကျတယ်မင်းကလေးကသူမရဲ့ကံကောင်းသောကြယ်လေးလို့ထင်တယ်နောက်တော့မင်းကလေးကဘောလုံးကန်ကျင်တယ်လို့ပြောတယ်ရှုပ်ပိတ်ချက်ချင်းမျက်နှာဖုံးဆွလိုက်တယ်သူမနဲ့တူနောက်ဥယျင်ကိုလိုက်娘，你以前真不出来玩，这张脸哪敢见人？那脸都好了，怎么还戴面纱？多一事不如少一事，不过有你陪着，娘什么都不怕。那当然，本公主可是你的福星。စကားဆုံးတာနဲ့မင်းကလေးကအားထိန်ဖို့မိသွားတယ်ဘောလုံးကိုခြေတစ်ချက်နဲ့ကြောက်တောင်တူနောက်ကိုကန်လိုက်တယ်ပြေးသွားကောက်တဲ့အခါဘောလုံးကိုသူ့ရဲ့မင်းသားကြီးကခြေထောက်အောက်မှာနင်းထားတာကိုတွေ့တယ်မင်းသားကြီးကခမဲတော်ရှေ့မှာကန့်တွတ်နေသေးတယ်ဒီဘောလုံးကပေါ့လုံးလို့ကန်ရခတ်တယ်မင်းကလေးကဒီဘောလုံးကိုရှုပ်ပိတ်ကိုယ်တိုင်ချုပ်ထားတာလို့တွေးလိုက်တယ်ပြန်ယူရမယ်လို့ဆုံးဖြတ်လိုက်တယ်ချက်ချင်းပြုံးပြပြီးပြေးသွားတာတောင်းဆိုတယ်ဒါပေမဲ့ကွေးပိတ်ကသူမကိုမြင်တာနဲ့မျက်နှာပြောင်းသွားတယ်သူမကိုစီကမ်းမရှိဘူးလို့ဆုံးပါတယ်အေဂရစ်ကလည်းသူမကိုမေးခွန်း什么？父皇，贵妃娘娘，那是我的绣球，我娘淑妃娘娘亲手给我做的，请还给我。你的球？对啊，这叶子就是我让娘给我绣的，整个皇宫只有我有。အေဂရစ်ကြတော့အလွန်အံ့ဩသွားတယ်ဘာလို့လဲဆိုတော့ကွေးပိတ်ကအခုလေးတင်ဒီဘောလုံးကိုတတိယမြောက်မင်းသားအတွက်ကိုယ်တိုင်လှုပ်ထားတာလို့ပြောခဲ့လို့ပဲအခုမင်းကလေးကရှုပ်ပိတ်ချုပ်ထားတာလို့ပြောတယ်ကွေးပိတ်ကအလိန်ညာပေါ်သွားမှကြောက်ပြီးအရင်ဦးဆုံးစတင်ဝင်တိုးတယ်သူမကမိမတို့လက်မှုပညာဘလောက်ပဲညံ့ညံ့ဒီဘောလုံးညံ့ညံ့လေးအတွက်တောင်လိမ့်စရာမလိုဘူးလို့ပြောတယ်ပြီးတော့ဘယ်သူမှမသိတာမဟုတ်ဘူးလို့လည်းပြောတယ်ရှုပ်ပိတ်ကမျက်နှာဆိုးလို့ပုံနေပြီးလူမတွေ့ဘူးသူနဲ့အတူဘောလုံးကန်ဖို့ဘယ်လိုလုပ်ပြီးထွက်လာနိုင်မလဲအေဂရစ်အကိုကလည်းအနာကနေကူညီပြောဆိုတယ်မင်းကလေးကသူ့မှာအမေချစ်တာကိုမနာလို့ရည်ရွယ်ချက်ရှိလိမ့်နာလို့ပြောတယ်မင်းကလေးကသူတို့ရှုပ်ပိတ်ကိုဒီလိုအတရေဖြစ်တာကိုကြားတော့အရန်ဒေါသထွက်သွားတယ်ဘောလုံးကရှုပ်ပိတ်လှုပ်ထားတာပဲလို့အခိုင်အမာပြောတယ်ပြီးတော့ရှုပ်ပိတ်ကကဘာပေါ်မှာအလှပဆုံးလူပါအေဂရစ်ကကွေးပိတ်ပြောတာကိုကြားပြီးမင်းကလေးကလိမ့်နေတယ်လို့လည်းသတ်မှတ်လိုက်တယ်ဒါရိုက်အမိန့်ပေးပြီးသူမကိုဖမ်းခိုင်းတယ်ဂုံကျင့်မျိုးနွယ်ထံပြန်ပို့ပြီးစင်ကျင်စေရမည်မိမရှိရင်နန်းတော်我的女儿，她没有撒谎。爱妃，你的脸。